ထမဆုံးအနေနဲ့နောက်တစ်ခါအင်ဖြူတော်ခီးစဉ်ကြရင်ယူကရိန်းသမ္မတဗလိုဒီမာဇာလန်စကီနဲ့အတူဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာပြင်သစ်သမ္မတအီမန်နျူရယ်မက်ခွန်းတို့ပါအဖော်လိုက်သွားဖို့စဉ်းစားနေတယ်လို့ Telegraph သတင်းဌာနကဖော်ပြလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။အမေရိကန်နဲ့ယူကရိန်းသမ္မတကြားဆက်ဆံရေးပြန်အဖက်ဆယ်ဖို့အတွက်ဥရောပခေါင်းဆောင်တွေကစ조사နေကြတာဖြစ်ပါတယ်။သမ္မတဇာလန်စကီဗြိတိန်ဝန်ကြီးချုပ်တို့နဲ့အတူသမ္မတမက်ခွန်းပါဝါရှင်တန်ကိုလိုက်ဖို့အလားအလာကိုကျွန်တော်တို့စဉ်းစားနေပါတယ်လို့ပြင်သစ်အလီဆေးနန်းတော်ပြောခွင့်ရပုဂ္ဂိုလ်ကထုတ်ပြန်ပါတယ်။ပြင်သစ်သမ္မတသမကအစိုးရတပ်ဖွဲ့လုံးပါဝင်တဲ့ဆွေးနွေးမှုတွေမှာပါဝင်နေပါတယ်လို့ထုတ်ပြန်ပါတယ်။လက်ရှိမှာတော့သွားဖို့စီစဉ်ထားတာမရှိဘူးလို့သမ္မတရုံးကနောက်ပိုင်းမှာထုတ်ပြန်ခဲ့ပြီးဗြိတိန်အစိုးရဘက်ကလည်းခီးစဉ်စီစဉ်နေတာမျိုးကိုညှင်းဆိုထားပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီစဉ်ထားပြီးတော့စပွဲဝိုင်းပေါ်မှာယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုရင်ယူကရိန်းပေါ်အကူအညီတွေပြန်ပေးဖို့ထရန့်ကစဉ်းစားမယ်လို့အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့စ်ကပြောထားပါတယ်။တန်တမာရေးသတင်းရင်းမြစ်တွေကတော့အခုအခါမှာဇယ်လန်စကီဘက်ကတရားစရသဘောတူညီချက်တက်ပို့ပြီးကမ်းလှမ်းမှရတော့မယ်လို့ထရန့်ဘက်ကယူဆထားတယ်လို့ဆိုထားပါတယ်။ဗြိတိန်ဝန်ကြီးချုပ်နဲ့ပြင်သစ်သမ္မတတို့ဟာဥရောပတပ်ပေါင်းစုဖွဲ့ပြီးယူကရိန်းငြိမ်းချမ်းရေးအာမခံပေးဖို့အချက်ပါဝင်တဲ့အစီအစဉ်တရက်ကိုရေးဆွဲခဲ့ပြီးမှသမ္မတထရန့်ကိုတင်ပြသွားဖို့စီစဉ်ထားကြတာပဲဖြစ်ပါတယ်။ဇယ်လန်စကီကလည်းယူကရိန်းဘက်ကညှိနှိုင်းရေးစပွဲဝိုင်းပေါ်လာဖို့အသင့်ဖြစ်နေပြီလို့ပြောဆိုထားပါတယ်ခင်ဗျာ။နောက်တစ်ပုံအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစီးချက်ခွန်တိုးမြင့်လိုက်ချိန်မှာတရုတ်ဘက်ကလည်းကုန်သွယ်စစ်မကောက်လို့ဘလို့စစ်ဖြစ်တိုက်ဖို့အသင့်ရှိတယ်လို့တုံ့ပြန်လိုက်တဲ့အကြောင်းကိုဖော်ပြလိုက်ပါတယ်။အဲ့ဒီမှတ်ချက်ပေါ်မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ကလည်းကျုပ်တို့ဘက်ကပြင်ဆင်ထားပါတယ်။ငြိမ်းချမ်းရေးကိုလိုလားတဲ့သူတွေဟာစစ်ပွဲအတွက်ပြင်ဆင်ထားရပါမယ်လို့မှတ်ချက်ပြန်ပေးခဲ့ပါတယ်။တရုတ်ကုန်စည်တွေအားလုံးပေါ်စီးချက်ခွန်ထပ်တိုးကောက်ခံခဲ့ပြီးမှတရုတ်ကလည်းအမေရိကန်လေယာထွက်ကုန်တွေပေါ်စီးချက်ခွန်10%ကနေ15%ကောက်ခံဖို့တုံ့ပြန်ခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးအင်အားစုနှစ်စုရဲ့ထိပ်တိုက်တိုးမှုဟာစီးပွားရေးစစ်ပွဲတွေစီဦးတည်လာခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်တွေလိုချင်တာကစစ်ပွဲဆိုရင်စီးချက်ကွန်စစ်ပွဲပဲဖြစ်ဖြစ်ကုန်သွယ်ရေးစစ်ပွဲပဲဖြစ်ဖြစ်ဘလို့စစ်ပွဲမျိုးပဲဖြစ်ဖြစ်ကျုပ်တို့ကအဆုံးထိတိုက်ခတ်ဖို့အသင့်ပဲလို့တရုတ်ဆိုရရဲ့မက်လာ၄ရက်နေ့ကထုတ်ပြန်ချက်တွေကစာသားတစ်ကြောင်းကိုတရုတ်နိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကလူမှုကွန်ရက် S မှာတင်ထားခဲ့တာဖြစ်ပါတယ်။ဒါဟာတရုတ်ဘက်ကအပြင်းထန်ဆုံးပြောတဲ့စကားဖြစ်ပြီးပေကျင်းမှာနှစ်ပတ်လည်နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အစည်းအဝေးကျင်းပနေချိန်မှာဒီလိုတုံ့ပြန်မှုထွက်လာတာပဲဖြစ်ပါတယ်။တရုတ်ကာကွယ်ရေးအသုံးစရိတ်ကိုဒီနှစ်မှာ9.2% တိုးမြင့်မှာဖြစ်တယ်လို့မတ်လ9ရက်နေ့မှာဝန်ကြီးချုပ်လီချန်းကပြောကြားခဲ့ပြီးကမ္ဘာတစ်လွှားမှာရာစုနှစ်တစ်ခုအတွင်းမကြုံစဘူးပြောင်းလဲမှုတွေလင်းလင်းမြန်မြန်ဖြစ်ပေါ်နေတယ်လို့မှတ်ချက်ပေးထားပါတယ်။ဘေကျင်းကခေါင်းဆောင်တွေဟာကုန်သွယ်ရေးစစ်ပွဲချင်းချောင်းမှုနဲ့ကြုံတွေ့နေရပေမဲ့စီးပွားရေးတိုးတက်အောင်လုပ်နိုင်တယ်ဆိုတဲ့သတင်းစကားကိုလူထုကိုပေးဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။အမေရိကန်ကမဟာမိတ်ကနေဒါနဲ့မက္ကဆီကိုလိုနိုင်ငံတွေပါစီးချက်ခွန်နဲ့ဖိအားပေးနေချိန်မှာတရုတ်ကတော့နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုအသစ်တွေကိုဆက်လက်တကားဖွင့်ထားတယ်လို့ကြေညာထားပါတယ်။ချင်းချောက်လို့ကျုပ်တို့ကြောက်မှာမဟုတ်ပါဘူး။အနိုင်ကျင့်တာကျုပ်တို့အပေါ်မှာအလုံးမဖြစ်ပါဘူး။ဖိအားပေးတာအချက်ကင်တာချင်းချောက်တာတွေဟာတရုတ်နဲ့ဆက်ဆံဖို့နီးမှန်လမ်းမှန်မဟုတ်ပါဘူးလို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတုံ့ပြန်ခဲ့ပါတယ်။ဖန်တာနယ်ပြဿနာကတရုတ်သွင်းကုန်ပေါ်အမေရိကန်စီးချက်ကုန်ကောက်ခံဖို့ရုပ်တိမတန်တဲ့အကြောင်းပြချက်ဖြစ်တယ်လို့လည်းဝေဖန်ထားပါတယ်။လူမှုကွန်ရက် S မှာတင်ခဲ့တဲ့အဲ့ဒီ post ကိုအမေရိကန်မှာလူအများပြားမျှဝေခဲ့ကြပြီးထရန့်အစိုးရအဖွဲ့အတွင်းကအချို့ကလည်းပေကျင်းဟာဝါရှင်တန်ရဲ့အကြီးမားဆုံးနိုင်ငံခြားရေးနဲ့စီးပွားရေးချင်းချောက်မှုဖြစ်တယ်ဆိုတဲ့သက်သေပဲလို့မှတ်ချက်ချခဲ့ပါတယ်ခင်ဗျာနောက်တစ်ပုံအနေနဲ့တောင်ကိုရီးယားမှာလူနေဒေသတွေကိုဖိုက်တာဂျက်လီယင်ဘုံးမချမိလို့လူ15ဦးဒဏ်ရာခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်ပြစ်ခတ်မှုတွေပါဝင်တဲ့စီးရေးလေ့ကျင့်မှုအတွင်းလူနေဒေသတွေကိုဘုံး8လုံးမှားချမိလို့ဒဏ်ရာခဲ့တာဖြစ်ပါတယ်ဖိုချုံမြို့ကန်လူထုဟာသူတို့ဒေသတွင်းဓာတ်ရိုက်ပြစ်ခတ်လေ့ကျင့်မှုအားလုံးကိုချက်ချင်းရပ်ဆိုင်းဖို့တောင်းဆိုလိုက်ပါတယ်။ဒဏ်ရာရှိသူ15ဦးထဲမှာ2ဦးကအပြင်းထန်ဒဏ်ရာရတယ်လို့သိရပါတယ်။ဒီမတော်တဆမှုမှာ Air Force KF-60 လေယာဉ်ပါဝင်ပြီးမြောက်ကိုရီးယားနယ်စပ်နီးမှာပြစ်ခတ်မှုတွေပါဝင်တဲ့စီးရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကျဲချခဲ့တဲ့ဘုံတွေနဲ့တလုံးသာကွဲခဲ့ပြီးကြံဘုံ9လုံးကိုဘုံရှင်းအဖွဲ့ကအန်ရကင်းစွာရှင်းလင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာပြစ်ခတ်မှုတွေပါတဲ့စီးရေးလေ့ကျင့်မှုတွေကိုလူနေဒေသနဲ့နီးကပ်တဲ့နေရာတွေမှာတခါတရံပြုလုပ်လေရှိပြီးဒီလိုထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူးကျွန်တော်ရေမောင်းနေတဲ့အချိန်မှာဒိန်းဆိုတဲ့အတန်ကြီးကြားလိုက်ပါတယ်ကျွန်တော်လုံးလာတော့လူနာတင်ကားပေါ်ရောက်နေပြီလို့အသက်60အရွယ်ရှိထိခိုက်ဒဏ်ရာသူတူကပြောပါတယ်တောင်ကိုရီးယားလေတပ်က MK-82 ဘုံး8လုံးကို KF-60 Jet Fighter နဲ့ကျဲချခဲ့တာဖြစ်ပြီး
ဒီဘုံတွေကတတ်မှတ်ထားတဲ့နယ်နိမိတ်အပြင်ဘက်ကိုကြားခဲ့တာလို့ဖော်ပြထားပါတယ်ဘုံမှာကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုပြုလုပ်နေကပျက်စီးခဲ့မှုတွေလည်းတောင်းပန်ထားပါတယ်ဘုံမှာကျဲခဲ့မှုကြောင့်ချက်ချောင်းတစ်ခုနဲ့အိမ်တွေပါပျက်စီးခဲ့ရတာတွေ့ရပါတယ်တောင်ကိုရီးယားဟာအမေရိကန်နဲ့အတူမတ်လ10ရက်နေ့ကနေမတ်လ20ရက်နေ့ထိပူးတွဲစီးရေးလေ့ကျင့်မှုတွေပြုလုပ်မှာလည်းဖြစ်ပါတယ်နောက်တစ်ပုံအနေနဲ့အမေရိကန်ရဲ့စီးရေးသတင်းအချက်အလက်တွေကိုယူကရိန်းကိုမျှဝေနေခြင်းကိုရပ်ဆိုင်းထားတဲ့အကြောင်းအမေရိကန်မျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ့ကဗုဒ္ဓဟူးနေ့မှာအတည်ပြုလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်အမေရိကန်ဟာ2022ခုနှစ်ရုရှားစကျူးကျော်ကလေးကစီးရေးအချက်အလက်တွေကိုယူကရိန်းစီမျှဝေပေးနေခဲ့တာပါပြီးခဲ့တဲ့ဘက်ကပြုလုပ်တဲ့ဘဲဥဘိုရုံးခန်းတွေ့ဆုံပွဲမှာယူကရိန်းသမ္မတဇယ်လန်စကီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အခြေတင်စကားများခဲ့ပြီးတဲ့နောက်စီးရေးချက်လက်တွေမျှဝေခြင်းကိုရပ်ဆိုင်းခဲ့တာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့အမေရိကန်ရဲ့စီးရေးသတင်းချက်လက်မျှဝေခြင်းကယာယီလားလုံးဝရပ်ဆိုင်းထားတာလားဆိုတော့မသေးကြသေးသလိုအချိန်ဘယ်လောက်ကြာရပ်ဆိုင်းမလဲဆိုတာလည်းမသိရသေးပါဘူး CIA ဒါရိုက်တာဂျွန်ရက်ကလစ်ကယူကရိန်းကိုစီးရေးသတင်းဝေမျှခြင်းရပ်ဆိုင်းမဲ့ဆုံးဖြတ်ချက်ကို Fox Business နဲ့အင်တာဗျူးမှာအတည်ပြုခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်ရဲ့စီးရေးသတင်းအချက်လက်ဝေမျှခြင်းရပ်ဆိုင်းခဲ့တာကြောင့်နောက်ပိုင်းမှာလည်းယူကရိန်းကိုသတင်းအချက်လက်တွေပေးပါမလားဆိုတာတန်တရားဖြစ်စရာကောင်းပါတယ်။ Vox ကတော့အမေရိကန်နဲ့ယူကရိန်းကြားဆက်ဆံရေးပိုကောင်းလာမယ်ဆိုရင်ဆက်လက်ပစ္စည်းထောက်ပံ့မှုနဲ့စစ်သတင်းအချက်လက်ဝေမျှခြင်းရပ်ဆိုင်းမှုကိုမကြာခင်ပြန်လည်ဖွင့်ပေးနိုင်ခြေရှိတယ်လို့အကြံပြုထားပါတယ်။ပြည်ထောင်စုသမ္မတမက်ခွန်ကတော့အမေရိကန်ရဲ့အကူအညီမပါလဲပြင်သစ်နိုင်ငံကဆက်ပြီးကူညီဖို့ပြင်ဆင်နေကြောင်းနဲ့လာမယ့်အပတ်ထဲမှာဥရောပစစ်ကောင်းဆောင်တွေနဲ့အစည်းအဝေးပြုလုပ်မယ်လို့ရုပ်သံကနေကြေညာထားပါတယ်။မက်ခွန်ကအမေရိကန်ကကျွန်တော်တို့ဘက်မှာရှိမယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်မှာမရှိဘူးဆိုရင်ဆိုတာအတွက်ကျွန်တော်တို့လည်းပြင်ဆင်ထားရမှာပါလို့ပြောဆိုထားပါတယ်။ဥရောပကခေတ်သစ်ကိုရောက်နေပြီလို့မက်ခွန်ကပြောခဲ့ပြီးလုံခြုံရေးအသုံးစရိတ်တိုးမြင့်ဖို့လိုအပ်တယ်လို့လည်းဆိုထားပါတယ်။ပြင်သစ်ကယူကရိန်းနဲ့အခြားနိုင်ငံတွေနဲ့အတူရှိနေမှာဖြစ်ပြီးခိုင်မြဲတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုပြင်ဆင်ရမှာလို့လည်းသူကပြောပါတယ်ခင်ဗျာနောက်တစ်ပုံအနေနဲ့ဆောင်ရွက်ပြီးသားလုပ်ငန်းတွေအတွက်နိုင်ငံခြားအကူအညီပေးရေးအဖွဲ့အစည်းတွေကိုပေးချေရမယ့်ဒေါ်လာ2ဘီလီယံကိုထုံမပေးဘဲဆိုင်းငံ့ထားဖို့ Trump အစိုးရရဲ့တောင်းဆိုချက်တွေကိုတရားရုံးချုပ်ကပယ်ချခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်American BBC ဆိုင်ရာအကူအညီပေးရေး agency USAID နဲ့နိုင်ငံရေးဝန်ကြီးဌာနရဲ့ကန်ထရိုက်တာတွေထောက်ပံ့ကြေး grant ရသူတွေကိုပေးချေရမယ့်ရန်ပုံငွေတွေထုတ်ပေးဖို့အောက်ရုံးဆုံးဖြတ်ချက်အတိုင်းတရားရုံးချုပ်ကမတ်လ9ရက်နေ့မှာအတည်ပြုခဲ့တာပဲဖြစ်ပါတယ်။သမ္မတထရန့်အာဏာရလာကြတဲ့ကအကူအညီပေးရေး program အများပြားကိုဖျက်တောက်ပစ်ခဲ့ပြီး USAID ဝန်ထမ်းအများစုကိုလည်းခွင့်ပေးထားတာဒါမှမဟုတ်ထုတ်ပစ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့တကောင်ရန်နောက်ဆုံးထားပြီးလှုပ်ဆောင်ပြီးစီးသားလုပ်ငန်းတွေအတွက်ကန်ထရိုက်တာတွေကိုပေးချေဖို့ USAID နဲ့နိုင်ငံခြားရေးဌာနကိုခရိုင်တရားသူကြီးအမေရာအလီကအမိန့်ချခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးရက်မရောက်မီမှာထရန့်အစိုးရကအချိန်တိုတွင်းမှာစနစ်တကျရှင်းလင်းပေးဖို့မဖြစ်နိုင်တာကြောင့်တရားရုံးချုပ်မှာအရေးပေါ်တက်ညှခွင့်တောင်းခံထားပါတယ်။တရားသူကြီးချုပ်ဂျွန်ရောဘတ်ကယာယီဆိုင်းငံ့ပေးခဲ့သမျှသမ္မတရဲ့တောင်းဆိုချက်တွေကိုတရားသူကြီး9ဦးစလုံးပါတဲ့ဇုံခုံဖွဲ့ပြီးပြည်သက်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။မတ်လ9ရက်နေ့ဆုံးဖြတ်ချက်မှာအောက်ရုံးအမိန့်ကိုရပ်ဆိုင်းဖို့ထရန့်အစိုးရရဲ့တောင်းဆိုချက်တွေကိုပယ်ချခဲ့သူက9ဦးလက်ခံသူက4ဦးရှိခဲ့ပါတယ်။တမဲအသာနဲ့ထရန့်အစိုးရတောင်းဆိုချက်တွေကိုပယ်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။အောက်ရုံးတရားသူကြီးသတ်မှတ်ထားတဲ့နောက်ဆုံးပေးချေရမယ့်ရက်ကကျော်သွားပြီဖြစ်တဲ့အတွက်အမိန့်တိုင်းလိုက်နာနိုင်ဖို့အောက်ရုံးကပဲရှင်းလင်းအောင်ပြန်ညွှန်ကြားဖို့တရားရုံးချုပ်ကဆုံးဖြတ်ထားပါတယ်။ဒီမူဟာထရန့်ကနိုင်ငံခြားအကူအညီတွေကိုရက်90ဆိုင်းငံ့မိန့်ထုတ်ခဲ့တာကိုအကူအညီပေးရေးအဖွဲ့နှစ်ဖွဲ့ကလည်းတရားစွဲဆိုရာကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ခရိုင်တရားသူကြီးအလီကအမှုကိုသုံးသပ်ချိန်မှာဖျက်တောက်မှုကိုကနဦးဆိုင်းငံ့ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာအစိုးရကလိုက်နာဖို့ပြက်ကွက်ခဲ့တာကြောင့်လုပ်ပြီးတဲ့အလုပ်တွေနဲ့ပတ်စံပေးဖို့အမိန့်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ဂျန်နယ်ကိစ္စတွေတက်ကတော့အမှုကိုဆက်လက်ကြားနာနေစေပဲဖြစ်ပါတယ်။ကမ္ဘာမှာလူသားချင်းစာနာမှုအကူအညီအများဆုံးပေးတဲ့နိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံဟာနိုင်ငံပေါင်း60ကျော်မှာကန်ထရိုက်တာတွေကတဆင့်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ပုဒ်အနေနဲ့ပနားမားတူးမြောင်းကိုအမေရိကန်ကပြန်သိမ်းနေပြီး reclaiming လို့ပြောတဲ့အချိန်မှာသမ္မတဒေါ်နယ်ထရန့်ဟာလိန်နေတာဖြစ်တယ်လို့ပနားမားသမ္မတဟိုဆေးရာဦးမူလီနိုကမတ်လ9ရက်နေ့မှာပြောဆိုလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ထပ်ပြီးတော့သမ္မတထရန့်ကလိန်ပြန်ပါပြီ။ပနားမားတူးမြောင်းကိုပြန်သိမ်းတဲ့လုပ်ငန်းစဉ်ဆိုတာမရှိပါဘူး။နိုင်ငံခြားရေးဝန်ကြီးရူဘီရိုနဲ့ရောတခြားသူတွေနဲ့ပါဒီကိစ္စကိုဆွေးနွေးခဲ့တာမရှိပါဘူးလို့မူလီနိုကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ပနားမားတူးမြောင်းမှာရှိတဲ့စိတ်ကမ်းတွေအပါအဝင်ဟောင်ကောင်လုပ်ငန်းစုကြီး CK
Hutchison ရဲ့စိတ်ကမ်းလုပ်ငန်းဒေါ်လာ22.8 ဘီလီယံနဲ့ကအများစုကို American ကုမ္ပဏီ BlackRock ကဝယ်ယူမယ်လို့ကြေညာလိုက်တာပဲဖြစ်ပါတယ်ဒီသဘောတူညီချက်ထွက်လာပြီးမှ Trump ကကွန်ဂရက်လွှတ်တော်ကိုပြောဆိုခဲ့တဲ့မိန့်ခွန်းမှာပနာမာတူမြောင်းကိုပြန်သိမ်းနေပြီလို့ပြောကြားခဲ့တာဖြစ်ပါတယ်ဒီသဘောတူညီချက်ကြောင့်ပနာမာတူမြောင်းကအဓိကစိတ်ကမ်းတွေကို American ကုမ္ပဏီကထိန်းချုပ်ခွင့်ရသွားမှာဖြစ်ပြီး Trump အစိုးရတောင်းဆိုတဲ့အတိုင်းတရုတ်ပိုင်ဆိုင်မှုဖယ်ရှားလိုက်နိုင်တာလည်းဖြစ်ပါတယ်ဒါပေမဲ့တူမြောင်းကိုပြန်သိမ်းတယ်ဆိုတဲ့စကားကိုပနာမာသမ္မတကမကြေမနက်ဖြစ်ခဲ့တာဖြစ်ပြီးပနာမာတူမြောင်းဟာပနာမာပြည်သူတွေလက်ထဲမှာပဲရှိရမယ်လို့တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကပနာမာတူမြောင်းကိုအသုံးပြုခဲ့တဲ့တင်မော12,000လောက်ရှိပြီးနိုင်ငံပေါင်း190ကစိတ်ကမ်းပေါင်း1920ကိုချိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီစိတ်ကမ်းဟာအမေရိကန်ကလာတဲ့ဒါမှမဟုတ်အမေရိကန်ကိုဝင်တဲ့ရေရင်၄ပုံပုံ၃ပုံကျော်ဖြတ်တန်းရတဲ့အတွက်မဟာဗျူဟာကျတဲ့နေရာလည်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကင်းဂျိန်းလို့ချစ်စနိုးခေါ်ကြတဲ့ American Basketball သမား LeBron James ဟာစံချိန်တင်ရမှတ်9000ပြည့်တဲ့ပထမဆုံး NBA ကစားသမားဖြစ်လာတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ LeBron James ဟာ Pelican အသင်းနဲ့ကစားခဲ့တဲ့အင်္ဂါနေ့အင်္ဂွင်းပွဲစဉ်မှာ3မှတ်ရရှိခဲ့တဲ့ကြောင့်ရမှတ်9000ပြည့်မြောက်ခဲ့တာပဲဖြစ်ပါတယ်။အသက်40အရွယ်ရှိ LeBron James ဟာအဘဒူဂျဘာရဲ့အချိန်တိုင်းအတွက်အမှတ်များဆုံးစံချိန်ကို2023ခုနှစ်ဖေဖော်ဝါရီမှာကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီးနောက်တစ်နှစ်အကြာမှာပဲရမှတ်9000ပြည့်အောင်ဆွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အချိန်တိုင်းအတွက် Playoff အမှတ်ရစံချိန်လည်း2018ခုနှစ်မေလကတည်းကမိုက်ကယ်ဂျော်ဒန်ကိုကျော်ဖြတ်ပြီးစံချိန်သစ်တင်နိုင်ခဲ့သူဖြစ်ပါတယ်။လီပြိုင်ပွဲမှာ22ရာသီကြာကစားခဲ့တဲ့ LeBron James ဟာလက်ရှိအချိန်ထိသူ့ရဲ့စွမ်းဆောင်ရည်တွေကျဆင်းသွားတာမျိုးမရှိသေးပါဘူး။ LeBron James ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာလိုက်အကောင်းဆုံးကစားသမားဆုရခဲ့တာကသူ့ရဲ့ကစားသမားဘဝတစ်လျှောက်40ကြိမ်မြောက်ရခဲ့တာဖြစ်က NBA လိမှာလိုက်ဆုရရှိမှုစံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် LeBron James ဟာဒီဆုကိုရခဲ့တဲ့အသက်ကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။ LeBron James ဟာ NBA ပြိုင်ပွဲမှာ4ကြိမ်ချန်ပီယံဖြစ်တာပြီး American အသင်းနဲ့အတူ Olympic ပြိုင်ပွဲမှာလည်း3ကြိမ်ရွှေတံဆိပ်ရရှိခဲ့ပူပါတယ်ခင်ဗျာ။